ရှင်ချင်းနဲ့တေချင်းကြားမှာထူးဆန်းတဲ့အဖြူရောင်မြင်းတစ်ကြောင်ရှိနေတယ်။အဲ့ဒီမြင်းကိုဖျက်ကျော်မိသူမှန်သမျှဟာချက်ချင်းဆိုသလိုတတိလစ်သွားကြတယ်။တနေ့မှာတော့လူတစ်ယောက်ဟာမသိဘဲနဲ့သူ့ကားကိုအဲ့ဒီမြင်းကိုကြော်ပြီးမောင်းနှင်မိခဲ့တယ်။ခဏချင်းမှာပဲသူဟာမြေကြီးပေါ်ကိုခွေကျသွားပြီးတတိလစ်သွားခဲ့တယ်။ရဲတွေဟာအခင်းဖြစ်ပွားရနေရာကိုချက်ချင်းရောက်လာပြီးစုံစမ်းစစ်ဆေးမှုတွေစတင်တော့တယ်။သူတို့ဟာမျက်နှာဖုံးစွပ်ထားပြီးခါးမှာကြိုးချီထားတဲ့လူတစ်ယောက်ကိုရှေ့ကိုလွှတ်လိုက်ကြတယ်။သူဟာဂယုတဆိုင်နဲ့ရှေ့ကိုတိုးသွားပေမဲ့ရုတ်တရက်သူလည်းပဲတတိလစ်ပြီးလဲကျသွားပြန်တယ်။ကြံတဲ့လူတွေကသူ့ကိုကြိုးနဲ့အမြန်ဆွဲထုတ်ခဲ့ကြတယ်။သူဟာအဖြူရောင်မြင်းရဲ့အပြင်ဘက်ကိုပြန်ရောက်တာနဲ့ချက်ချင်းတတိပြန်ရလာခဲ့တယ်။ဒီအခြေအနေတစ်ခုလုံးဟာအရန်ကိုထူးဆန်းနေပြီးလူတိုင်းလည်းထိတ်လန့်နေကြတယ်။အဲ့ဒီအဖြူရောင်မြင်းရဲ့တစ်ဖက်ချမ်းမှာဘာရှိနေတယ်လဲဆိုတာကတော့မေးခွန်းတစ်ခုပဲဖြစ်နေခဲ့တယ်။အဲ့ဒီနေ့မနက်ကမြို့ထဲမှာပွဲတော်တစ်ခုကျင်းပနေခဲ့တယ်။ဒါပေမဲ့မနက်10 နာရီအတိမှာတော့မှောင်မဲနေတဲ့အရေးတစ်ခုကမြို့ကိုရုတ်တရက်ဖုံးလွှမ်းသွားခဲ့တယ်။အဲ့ဒီနောက်မှာတော့မြို့ထဲကလူတိုင်းတတိလစ်သွားကြတော့တယ်။တရိတ်ဆန်တွေတောင်မှမလွတ်ခဲ့ပါဘူး။ရဲတွေကဒါဟာဇီဝလက်နက်နဲ့တိုက်ခိုက်ခံရတာလို့တန်တရားဖြစ်ပြီးကျွမ်းကျင်သူတစ်ယောက်ကိုခေါ်ယူခဲ့ကြတယ်။ဒါပေမဲ့ကျွမ်းကျင်သူကိုယ်တိုင်လည်းဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုနားမလည်နိုင်ခဲ့ဘူး။အဲ့ဒီနောက်ကျွမ်းကျင်သူဟာပိုပြီးထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်တယ်။မြေကြီးပေါ်မှာသတိလစ်နေတဲ့နွားတွေဟာဖြည်းဖြည်းချင်းပြန်ထွက်လာကြတယ်။အဲ့ဒီနောက်မှာတော့မြို့ခံလူတွေလည်းတယောက်ပြီးတယောက်သတိပြန်ရလာကြတော့တယ်။အံ့ဩဖို့ကောင်းတာကဘယ်သူမှတစုံတရာထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ဘူး။ရဲတွေကမြို့တစ်ခုလုံးကိုတေချာစစ်ဆေးခဲ့ပေမဲ့ပုံမှန်မဟုတ်တဲ့အရာဘာမှမတွေ့ခဲ့ရဘူး။အတန်ကြာတဲ့အခါမှာတော့မြို့ထဲကလူနေမှုဘဝဟာပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်။ဒါပေမဲ့မြို့ကဆရာဝန်ကတုံလို့ဆရာကောင်းတဲ့အချက်တစ်ခုကိုထုတ်ဖော်ပြောကြားလိုက်တယ်။အဲ့ဒါကတော့မြို့ထဲကအမျိုးသမီးအားလုံးဟာရုတ်တရက်ကိုဝင်ရှိလာကြပြီးကိုဝင်ရရှိတဲ့နေ့ဟာလူတိုင်းတတိလစ်သွားခဲ့တဲ့နေ့ဖြစ်နေတာပါပဲ။ဒါကိုကြားတဲ့အခါအမျိုးသားတွေဟာအယမ်းကိုဒေါသထွက်ခဲ့ကြတယ်။အမျိုးသမီးတွေကတော့ကြောက်ရွံ့မှုနဲ့စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေခဲ့တယ်။နောက်ဆုံးမှာတော့အမျိုးသမီးအားလုံးစုပေါင်းပြီးကိုဝင်ဖြတ်ချဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲအမျိုးသမီးတိုင်းဟာတူညီတဲ့ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမက်ခဲ့ကြတယ်။အိမ်မက်ထဲမှာသူတို့ဟာကြီးထွားလာတဲ့သူတို့ရဲ့ဝမ်းပိုက်ကိုမြစ်တာနဲ့ထိတွေ့နေကြပြီးသူတို့မျက်နှာတွေမှာပျော်ရွှင်မှုတွေပြည့်နေခဲ့တယ်။နောက်နေ့မနက်မှာတော့အမျိုးသမီးအားလုံးသူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲလိုက်ကြတယ်။သူတို့ဟာအဲ့ဒီကလေးတွေကိုမွေးဖွားဖို့ဆုံးဖြတ်လိုက်ကြတော့တယ်။ကိုဝင်အားလုံးဟာတနေ့တည်းမှာစတင်ခဲ့တာကြောင့်ကလေးမွေးမဲ့ရက်တွေကလည်းအတူတူပဲဖြစ်နေခဲ့တယ်။အချိန်တန်တဲ့အခါအစိုးရကကြီးမားတဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့တယ်။အဲ့ဒီနောက်မှာတော့လှုပ်ဝက်ဆန်းပြတဲ့ကလေးငယ်တွေမွေးဖွားလာခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့တုံလို့ဆရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်လာခဲ့တယ်။ကလေးအားလုံးမှာတူညီတဲ့မျိုးရိုးဗီဇတွေရှိနေကြတာပါပဲ။အဲ့ဒီအထိပ္ပယ်ကသူတို့အားလုံးမှာတူညီတဲ့ဖခင်တယောက်တည်းရှိနေတာပါပဲ။ဒါဟာနားလည်နိုင်စွမ်းတဲ့သိပ္ပံပညာရဲ့အထက်မှာရှိနေခဲ့တယ်။ကလေးတွေကြီးလာတဲ့အခါမှာတော့လူတွေကသူတို့စီမှာထူးဆန်းတဲ့အရာတွေကိုသတိထားမိလာကြတယ်။ကလေးအားလုံးဟာအဖြူရောင်စပင်တွေရှိကြပြီးသူတို့ရဲ့ဉာဏ်ရည်ကလည်းအလွန်အမင်းထက်မြက်လွန်းနေခဲ့တယ်။အသက်တစ်နှစ်အရွယ်မှာတင်သူတို့ဟာစာဖတ်နိုင်ပြီးသူတို့နာမည်ကိုရေးနိုင်နေကြပြီ။သူတို့ဟာစကားအရမ်းနေပေမဲ့သူတို့ပြောသမျှစကားတိုင်းကတော့နက်နဲပြီးအတိတ်ပဲရှိနေခဲ့တယ်။လူတွေဟာသူတို့ကိုကြောက်လဲကြောက်တယ်လို့အံ့ဩလဲအံ့ဩနေခဲ့ကြတယ်။အစိုးရနဲ့သိပ္ပံပညာရှင်တွေတောင်မှဒါကိုနားမလည်နိုင်ကြတော့ပါဘူး